င်္ဂလာပါရှင်ဒီနေ့မင်းရတော့မဲ့ဆိုရလာလေရပဲဖြစ်ပါတယ်ဒီရဲ့မဲ့ဆိုရဆိုရင်လေထိုင်းနိုင်ငံချင်းလိုက်မြို့မှာပဲတည်ရှိတဲ့နေရာတနေရာဖြစ်ပါတယ်အရင်ဆုံးမိန်းတို့ကဒီမှာဖောင်လေးလာငါမှာဖြစ်ပါတယ်သူကတယောက်ကိုဆိုရင်120ကျပါတယ်ဒီနေရာဆိုရင်လေချင်းလိုက်မြို့ရဲ့အဓိကလေပတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေ့မိန်းတို့အဖွဲကတော့အရန်များရဲ့ပေါ့နော်အဖွဲတောင်းတယ်မိန်းတို့ဒီမှာရောက်တာနဲ့အရင်ဆုံးအစားအစာတွေမာပြီးတော့စားကြမယ်တောက်ကြမယ်ပြီးကြမှာမိန်းတို့ကဖောင်သွားစီကြမှာပေါ့နော်ဒီနေရာကအမြဲတမ်းမဖွင့်ပါဘူးသူက February လနေပြီးတော့ June လကုန်လောက်ထိပဲဖွင့်တာပါဒါကတော့မိန်းတို့စီမဲ့ဖောင်လေးတွေကိုဆက်နေရပဲဖြစ်ပါတယ်မိန်းတို့အဖွဲကအရန်များတဲ့အတွက်ကြောင့်မို့လို့သူများလိုမျိုးဖောင်2ခု3ခုနဲ့မရဘူးပေါ့နော်ဖောင်ကို6ခု9ခုလောက်ဆက်လိုက်ရပါတယ်ဒီလိုမျိုးပေါ့နော်တစ်ချက်ချင်းစီဆက်ရတာပါအခုကတော့မိန်းတို့စီမဲ့ဖောင်လေးဆက်လုပ်ပြီးသွားပါပြီပေါ့နော်မိန်းတို့အဖွဲတွေကိုနောက်မှာအများကြီးပဲလာပေါ့နော်ဒီမိန်းတို့ကမိန်းတို့ကဒါကိုစီးပြီးတော့သွားမှာပေါ့နော်အခုလောလောဆယ်တော့မိန်းတို့အဖွဲတော့မစီးသေးဘူးသွားမယ့်အချိန်ကတော့4နာရီလောက်မှစီးမှာဖောင်စားမထွက်ခင်မိန်းတို့ကဓာတ်ပုံတွေပါတယ်အရင်ရိုက်ကြရပေါ့နော်ကဲအခုကတော့ဖောင်စားပြီးထွက်တော့မှာပဲဖြစ်ပါတယ်မိန်းတို့လာတဲ့အချိန်က February လပေါ့နော်ဒီနေရာလေးစဖွင့်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေအရန်တော့မများသေးပါဘူးအခုကတော့မိန်းတို့ဖောင်လေးစပြီးတော့ထွက်ပါပြီဘေးနားမှာရေပတ်တဲ့တူလည်းအများကြီးရှိရပေါ့နော်ဒီနေရာကတော့ဧပြီလဆိုရင်လူပိုပြီးတော့များပါတယ်အဲအကြောင်းမလို့ကြိုးပြီးတော့ဘိုကင်လေးတွေယူရပါတယ်ဒီဧပြီလလောက်မှာဆိုရင်ဒီရဲ့တဲလေးတွေမှာဆိုရင်လူအပြည့်ပဲတကယ်လို့ဒါဘိုကင်မယူထားရင်မိန်းတို့ကဒီကိုလာရင်ပေါ့နော်နေရာမရတယ်လို့ဖောင်စီးဖို့ဆိုရင်လည်းကြိုတင်ပြီးတော့ဘိုကင်တွေယူရပါတယ်ပြီးတော့ဒီမှာတယောက်10ဘတ်ပေးပြီးတော့စလိုက်ဒါလည်းစီးလို့ရရပေါ့နော်အရန်နဲ့မှပဲပျော်ဖို့ကောင်းပါတယ်ဒီမိန်းတို့ဖောင်စည်းလာတဲ့တလျှောက်လုံးမှာဆိုရင်ဒီလိုတဲလေးတွေအများကြီးထိုးထားရပေါ့နော်အဲ့နေရာဆိုရင်ဒီဧပြီနဲ့မေလထဲမှာဆိုရင်အရန်လူတွေအပြည့်ပေါ့နော်အဲ့နေရာတွေလူအရန်များပါတယ်အခုမိန်းတို့လာတဲ့အချိန်ကလူတော်တော်ရှင်းတယ်လို့ပြောရမယ်ပြီးတော့မိန်းတို့ကဖောင်စည်းလာပြီးတော့ပေါ့နော်ဂိတ်ဆုံးရောက်တဲ့အချိန်မှာမိန်းတို့ကကားစီးပြီးတော့ကိုနေတဲ့နေရာထိပြန်သွားရပါတယ်ဒါကတော့မိန်းတို့အဖွဲတယ်မှာပါတယ်မနိုင်စိမ်ပေါ့နော်သူကတော့လုံးဝထိမနိုင်သိမနိုင်ပေါ့နော်ဒီနေ့လဲလို့ပဲလို့ရတာဆိုတော့မိန်းတို့အိမ်ပြန်လိုက်ပါအောင်မယ်နော်နောက်ထပ်လဲစရာတွေနဲ့အတူတူမိန်းပြန်လာခဲ့ပါမယ်ရှင်အားလုံးပဲနောက်ပြီးမှထပ်တွေ့ပါမယ်နော်